ဘာကြောင့်လူငယ်အခန်းကဏ္ဍအရေးကြီးလဲဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ပြောရမယ်ဆိုရင်အတူတူပဲလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်ကြမှုတို့နိုင်ငံမှာလူငယ်တွေရဲ့အခန်းကဏ္ဍကတော်တော်အရေးကြီးပါတယ်ပါတီစုံဒီမိုကရေစီစနစ်ကိုသွားပြီးဆိုလို့ရှိရင်လူငယ်အခန်းကဏ္ဍပိုအရေးကြီးတယ်ဘာကြောင့်လူငယ်အခန်းကဏ္ဍအရေးကြီးလဲဆိုကြဒီလူငယ်တွေကပဲခေါင်းဆောင်တက်လုံမှာဖြစ်တယ်ဒီလူငယ်တွေကပဲအဖွဲ့အစည်းအသီးသီးမှာပါမှာဖြစ်တယ်ဒီလူငယ်ကပဲဆောင်ရွက်မှာဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ပြောချင်တာပေါ့ဗျာလူငယ်ရဲ့လူကြီးတွေရဲ့ကွာခြားချက်ပေါ့လူငယ်တွေကတော့သူ့ရဲ့လူအင်ဆန္ဒပေါ့လူကြီးတွေကတော့ကြောင်ကြမှုပေါ့နော်ပြောရမယ်ဆိုရင်အတူတူပဲလူငယ်တွေရဲ့တောင့်တမှုလူကြီးတွေရဲ့ကြောင်ကြမှုလူငယ်တွေရဲ့တောင့်တမှုဆိုတာလူငယ်တွေဒီသူကအမြဲတမ်းအလိုရှိတယ်တိုးတက်စေခြင်းနဲ့လူငယ်တွေဒီဓာတ်ထက်ပို့ပြီးတော့ကြကောင်းစေခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြအလုတ်လုတ်ပြခြင်းနဲ့ဓာတ်ထက်ပို့ပြီးတော့ကြစူးစမ်းပြခြင်းနဲ့လူငယ်တွေရဲ့တောင်းတမှုစီတိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုဖြစ်စေနိုင်ပါတယ်လူကြီးကြကြောင်းကြမှုဆိုတာဘာကြောင်းကြလို့ဆိုတော့ဒါကိုလှုပ်ပေးလိုက်လို့ရှိရင်ငါတို့နိုင်ငံအတွက်ဘာတွေထိခိုက်လာနိုင်မလဲဘာမဟုတ်တာတွေဝင်လာနိုင်မလဲဘာမဟုတ်တာတွေဖြစ်နိုင်လာမလဲလူငယ်တွေရဲ့တောင်းတမှုနဲ့လူကြီးတွေရဲ့ကြောင်းကြမှုတွေကိုအတိုင်းအတာတစ်ခုတည်းသူတို့နိုင်ငံတွေကချိန်ညှိပေးနိုင်တယ်လို့မြင်တယ်။ဘာတွေတွေ့ခဲ့လဲဆိုတော့ကြာလူကြီးတွေကနိုင်ငံအကြီးအကဲတွေဖြစ်လူကြီးတွေကဆွေးနွေးနေတယ်။ဆွေးနွေးနေတဲ့အချိန်မှာလူငယ်ဝင်ကြီးတွေကအဲ့ဒီစကားတွေမှာဝင်ပြောခြင်းပြောတာပဲ။လူကြီးပြောနေတဲ့စကားတွေမှာဝင်ပြောရင်ပြောတာပဲ။မှန်ရင်အဲ့လူကြီးကလက်ခံလိုက်တယ်။ကျွန်တော်တို့ကလက်ခံလိုက်တယ်။စက်ပြောလှုပ်ပါပြောလိုက်တယ်။အဲ့တော့ကြာလူငယ်တွေကဘာလဲဆိုတော့ခုနပြောတဲ့တောင်းတမှုတွေဖွံ့ဖြိုးတိုးတက်ခြင်းတွေလူကြီးတွေရဲ့ကြောင်းကြမှုတွေဒီနှစ်ခုကိုချိန်ညှိပါတောင်းတမှုတွေမရရင်ဘာဖြစ်လာမလဲ။တောင်းတမှုတွေမရရင်ဒေါသဖြစ်တာပေါ့ဗျာ။ကြောင်းကြမှုတွေမရရင်ဘာဖြစ်တော့ကြောင်းကြမှုတွေမရရင်မောဟဖြစ်တာပေါ့။ဒီကြားထဲမှာချိန်ကြီးပေးနိုင်ရင်တော့ဒီဟာစီထပ်ပြီးတော့တိုးတက်လာမယ်လို့မြင်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံကလူငယ်တွေနဲ့ပတ်သက်ပြီးတော့ဒါဝန်ကြီးဌာနတခုသီးသန့်ဖွဲ့စည်းထားတာရှိတယ်။လူငယ်တွေနဲ့ပတ်သက်ပြီးတော့ဟောနော်ဒါဖလားငါးတန်းဖွံ့ဖြိုးတဲ့လူငယ်နဲ့ပတ်သက်ပြီးတော့ဖွံ့ဖြိုးတိုးတက်ကျွန်တော်ဆောင်ရွက်နေတာရှိပါတယ်။ဒါတွေလည်းဆက်လက်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်။ဒါဒီနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးကြီးတဲ့လုပ်ငန်းစဉ်လို့ပဲမြင်ပါတယ်လူငယ်တွေနဲ့ပတ်သက်ပြီးပို့ပြီးတိုးတက်တဲ့အသိအမြင်တွေပို့ပြီးဆောင်ရွက်ချက်တွေဆောင်ရွက်မှာဖြစ်တယ်ဒါသည်လူကြီးတွေရဲ့တာဝန်လည်းဖြစ်တယ်လူငယ်တွေရဲ့တာဝန်လည်းဖြစ်ပါတယ်ခုနပြောလို့တောင်းတမှုနဲ့ကြောင်းကြမှုကိုဟန်ချက်ညီအောင်ထိန်းနိုင်တယ်ဆိုရင်ဒါသည်ပုံတိုးတက်လာမယ်လို့ကျွန်တော်မြင်လူငယ်တွေအတွက်ကျွန်တော်ပြောချင်တာကတော့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုယ်နိုင်ငံဓာတ်ထက်ငြိမ်းချမ်းရေးကိုယ်နိုင်ငံဓာတ်ထက်ပါရာရေးအတွက်ဟောနော်မြည်သူကအတိမပြုသည်ဖြစ်စေအတိမမပြုသည်ဖြစ်စေမိမိတာဝန်ပဲအဲ့လိုခံယူပြီးတော့လှုပ်သွားပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်တို့နိုင်ငံဘက်ကမီဒီယာနဲ့ကျွန်တော်နိုင်ငံဘက်ကမီဒီယာတွေသူတို့မှလည်းသူတို့မကောင်းရေးတဲ့မီဒီယာတွေတော့ရှိကောင်းရှိမှာပေါ့ဒါပေမဲ့ကျွန်တော်မြင်တာကဘာလို့ဆိုသူတို့နိုင်ငံဘက်မှာပေါ့နော်ခေါ်ထားတဲ့မီဒီယာတွေရဲ့လှုပ်ရှားပုံကတော်တော်လေးကိုသူတို့နိုင်ငံသူတို့ဂုဏ်ယူတယ်သူတို့နိုင်ငံသူတို့ချစ်တယ်သူတို့လူမျိုးကိုသူတို့ချစ်တယ်သူတို့လူမျိုးကိုသူတို့ဂုဏ်ယူတယ်သူတို့လုပ်ရတဲ့မှာဂုဏ်ယူတာကိုကျွန်တော်တော်တော်မြင်ခဲ့ရတယ်ကျွန်တော်တို့သွားလာတဲ့အထဲမှာတချို့သောသတင်းထုတ်လွှင့်ချက်တွေမှာသူတို့မီဒီယာရဲ့လှုပ်ရှားမှုတွေကိုခင်ဗျားတို့မြင်ရမှာပဲဒါမျိုးလှုပ်ဆောင်နိုင်ဖို့အတွက်ဒီလိုမျိုးဖြစ်နိုင်ဖို့အတွက်ကျွန်တော်တို့ကလည်းကြိုးစားမှာဖြစ်တယ်မီဒီယာလည်းကြိုးစားမှာဖြစ်တယ်ဒီအစိုးရဘိုင်းကလည်းလှုပ်ပေးရမှာဖြစ်တယ်မီဒီယာဘိုင်းကလည်းလှုပ်ပေးရမှာဖြစ်တယ်သူတို့နိုင်ငံမှာလည်းဆိုရင်ကျွန်တော်တို့တွေ့တာကမှဒီအလေးပေးဆက်ဆံတာတွေပြီးရင်နေရာပေးတာတွေပြီးရင်ပေါ့နော်မီဒီယာနဲ့ပတ်သက်ပြီးတော့အားပေးအားမြောက်ပြုတာတွေတွေ့ရလို့သူတို့ကိုယ်တိုင်ကလည်းတော်တော်ကိုအရေးချင်းပြေးပါပါတယ်တော်တော်ကိုအရေးချင်းပြေးပါတယ်ဆိုတာကျွန်တော်တို့ဒါမီဒီယာတွေအများစုနဲ့မျိုးတစ်မျိုးရောက်တိုင်းကျွန်တော်တွေ့ရပါတယ်သူတို့မေးတဲ့မေးခွန်းတွေဟာပေါ့နော်မထင်မှတ်တဲ့မေးခွန်းတွေအရှိမြန်မာနိုင်ငံရဲ့မီဒီယာအခင်းချင်းကတော့ဒါပွင့်လင်းပြောရရင်တော့အားမရဘူးလို့ပြောရမှာပေါ့ဗျာအားမရဘူးဆိုတော့လည်းနှစ်ပိုင်းပေါ့နံပါတ်1အပိုင်းကပြည်ပအနေရှိနေတဲ့ပြည်ဖြတ်မီဒီယာတွေရဲ့ဒါလုံဆော်မှုပေါ့နံပါတ်2အပိုင်းကတော့ပြည်တွင်းမီဒီယာတွေအနေနဲ့ကတော့ကျွန်တော်စာနာပါတယ်ကန့်သက်ချက်တွေအများကြီးသူတို့လုပ်နေတာဖြစ်တယ်သူတို့မှမျိုးချစ်စိတ်တို့နိုင်ငံချစ်စိတ်တို့မရှိဘူးလို့ပြောတာမဟုတ်ဘူးရှိတယ်ရှိပြီမလို့ဒါဟိုပေါ့နော်သူတို့မှထင်ထင်ပေါ်ပေါ်ပြနိုင်ဖို့ပေါ့နော်ဥပဝင်နေနေပြနိုင်ဖို့ဒါမှမဟုတ်ဒါရဲရောပြနိုင်ဖို့ဗျာအခွင့်အလမ်းနေပါတယ်ဘာပဲပြောကျွန်တော်တို့ကဒီရွေးကောက်ပွဲလုပ်မဲ့အခင်းကြီးရွေးကောက်ပွဲပြီးတဲ့ကာလတွေမှာတော့ပို့ပြီးပွင့်လင်းလာမယ်လို့မြင်ပါတယ်မြန်မာမီဒီယာလည်းဒါတဲ့ပုံမူပြီးဖွံ့ဖြိုးတိုးတက်လာစေဖို့ကျွန်တော်အနေနဲ့ဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်